Hi ချစ်တော်ရင်ဒီနေ့ဝဝတမီကြီးရာចောင်းပိတ်တာနဲ့ကနန်းချင်ဆက်စားချနာတဲ့ဝဝဝန်စွတ်တွေပူစားနေတာအလားနဲ့ဝဝကကနန်းလေး1ကီလိုဝဲလာတယ်နော်အဲ့ဒါဒီနေ့အမလေးတွေကြီးရခဲ့ပါတယ်အမလေးတွေကြီးပဲဆိုတော့အစီတွေပို့ပါတယ်ပေါ့နော်အခုချိန်ကတော့ကဲ2ရက်3ရက်လောက်ဆေးလိုက်တယ်ဆေးပြီးတော့ကြတော့အဖေကဖက်ကလေးကိုခွာမယ်အပေါ်ကအခွန်လေးကိုခွာမယ်ဒီထက်မှအစီတွေပါတဲ့အတွက်ပြီးကြမှာအစီတွေထုတ်မယ်ပေါ့နော်ပြီးရင်ဖက်လေးတွေထုတ်လိုက်ပါမယ်ထိတ်ကအချုံလေးတွေကိုညှက်လိုက်ပါမယ်။ကဲဒါဆိုရင်ခဏလေးတိုင်နာလေးကတော့တန့်သွားပြီပေါ့နော်။အဲ့မှာရေကို2ရေ3ရေဝဝကထပ်ပြီးတော့အသားလေးလှုပ်ပြီးတော့ဆေးလိုက်ပါမယ်။ကဲပြီးတော့အခွန်လေးတွေကိုလည်းအစီလေးတွေထုတ်မယ်ပေါ့နော်။အဲ့ဒါအခွန်လိုက်ကလေးကိုရေဆေးမယ်။ရေဆေးပြီးတော့အစီလေးတွေထုတ်မယ်။အဲ့ဒီရဲ့အစီလေးရဲ့အထိတ်မှာချီအိတ်လေးရှိပါတယ်နော်။အဲ့ချီအိတ်လေးမပါပါစေနဲ့။ချီအိတ်လေးကပါသွားတယ်ဆိုရင်စားတဲ့အချိန်မှာဝင်သွားတတ်ပါတယ်။ဒီထိတ်ကလေးမှာအိတ်ကလေးပါပါတယ်နော်အဲ့ဒါကဲအစီလေးတွေအကုန်လုံးထုတ်ပြီးတော့တက်တက်ကလေးဖယ်ထားလိုက်မယ်ကဲကနန်းလေးတွေလည်းရေစစ်ထားပြီးကျက်သွန်လေးလေးထားမယ်ခင်းညင်လေးလေးထားမယ်ဂျင်းကျက်သွန်ဖြူလေးလည်းထောင်ထားမယ်စီပူပြီးဆိုရင်ကျက်သွန်လေးကိုရင်စုပ်စီတက်ပါမယ်ဂျင်းကျက်သွန်ဖြူထောင်ထားတာလေးထည့်မယ်ခင်းညင်လေးထည့်မယ်စနွင်းမုံအယောင်တင်မုံလေးထည့်ပါမယ်ကဲခရင်ဒီလေးကြေးပြီးတော့အနှစ်လေးကိုဒီချာလေးလိတ်သွားအောင်လို့စီတက်ပါရေလေးထည့်မယ်ပေါ့နော်ရေလေးထည့်ပြီးတော့ကြေးတဲ့အထိစီတက်လိုက်ပါမယ်ဝဝန်းကိုကူပြီးချက်ပြီးတာဒီမှာဘသူရုံမောင်းမောင်းဟင်းတွေကိုတောက်တောက်နဲ့လေအိုးပေါက်တော့မှလားမွေးနေတာကဲအနှစ်ကလေးတွေကစီပြန်ပြီးတော့အနှစ်လေးကြည်သွားပြီဆိုရင်ရေထည့်လိုက်ပါမယ်ပြီးရင်ဝဝန်းကငရုတ်ချင်စက်နှစ်ကလေးကိုစစ်ပြီးတော့ထည့်ခြင်းလို့ပေါ့နော်ဝဝန်းစကားလေးထည့်ပြီးတော့ငရုတ်နစ်ကလေးကိုထည့်လိုက်ပါတယ်ငရုတ်တိပတ်လေးတွေကအရေးတောက်တဲ့အချိန်မှာပေါ့နော်အဖက်ကလေးတွေပါရင်ချောင်းဆိုးတာတို့မှုန်တာတို့ပေါ့နော်ပြီးတော့ကြတော့ကလေးတွေစားတဲ့အချိန်ခက်မသိရင်လေဒီငရုတ်တိအစီလေးတွေပါရင်ဥတက်ပေါက်တာတွေပါတယ်ဖြစ်တတ်ပါတယ်ပေါ့နော်အားကြောင့်ဝဝကဒီသူ့ရဲ့ရတာလေးကိုပဲယူပြီးတော့အဖက်တွေကိုတစ်ခါတည်းစစ်ထုတ်လိုက်ပါတယ်ရေထဲကိုကြက်သားမုတ်ရဲ့စားလေးရဲ့ရတာထည့်လိုက်ပါတယ်ထည့်ပြီးတော့ကနန်းလေးတွေကိုထည့်လိုက်ပါမယ်ခြေစက်နှစ်ကအချင်းရောအဆက်ရောအငံရောပါပြီးသားပေါ့နော်ဘာမှတိတ်ပြီးတော့ထက်ထည့်စရာမလိုပါဘူးကဲအရေးလေးကလည်းជីជីလေးဖြစ်သွားတာပေါ့နော်အဖက်တွေမပါတော့ကြတော့တောက်လို့ကောင်းတယ်ကဲပွက်လာပြီဆိုရင်ကနန်းအစီတွေကိုထည့်လိုက်ပါမယ်အရေးလေးကပြစ်ပြစ်လေးဖြစ်ချင်ရင်တော့ကြက်ဥလေးကိုခလောက်ပြီးတော့ထည့်လိုက်ပါဒီနေ့တော့ဝဝကမထည့်တော့ဘူးဘာလို့လဲဆိုတော့အစီတွေကအများကြီးဆိုတော့လေအနှစ်ကလေးကလေပြစ်ပြစ်လေးနဲ့လေကြက်ဥထည့်ထားသလိုလေးပဲအရန်ကိုအရသာရှိနေတဲ့အတွက်ဝဝကတော့ဒီနေ့မထည့်တော့ပါဘူးကဲအရေးလေးရလဲကြည်ကြည်လေးနော်ကဲဒါဆိုရင်တော့ရုပ်သီးစိမ့်လေးအုပ်မယ်စက်သွမိန်နဲ့ရှက်နက်နန်လေးအုပ်လိုက်ပါမယ်ဒါဆိုရင်တော့အရသာရှိတဲ့ခနန်းချစ်စက်ကလေးကကျက်သွားပါပြီရှင်ခနန်းနေရလဲခုဈေးကြီးပါတယ်နော်ဒီနေ့ဝဝက1ကီလိုပဲဝယ်လာပါတယ်9កောင်ပဲရပါတယ်ကဲဒီ9កောင်လေးမောင်နှမ3ယောက်တစ်ထိုင်နဲ့စားကြတော့မှာအဲ့ဒါကဲချစ်တို့လည်းလိုက်ပြီးချက်စားကြည့်ပါဦးနော်ဝမ်းရပုစလေးတဲလေးပေးဖို့မင်းနဲ့နော်ချစ်တယ်နော်